အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသွားချင်တဲ့နေရာကိုတက်စီသမားကိုလိပ်စာပြောရမလို့ပဲနဲ့ရေမောင်းလေးထောက်ပြီးတော့တက်စီခေါ်လို့ရတယ်ပြီးရင်တက်စီဈေးနှုန်းဘယ်လောက်ကျမလဲဆိုတာကိုသွားတဲ့နေရာနဲ့ရှင်ပြီးတော့ပေါ့နော်တက်စီဈေးနှုန်းဘယ်လောက်ကျမလဲဆိုတာကြိုပြီးတော့ကြည့်လို့ရတယ်တကယ်ချင်းတွေကိုလည်းကိုကလန့်ပြီးခေါ်ပြီးမှဆိုလို့ဆိုရင်ခေါ်ပြီးတော့ဆော်ဝဲပေါ့နော်ကာကာအိုတက်စီဆိုတာရှိပါတယ်အဲကာကာအိုတက်စီကျွန်တော်တို့အကောင့်တစ်ခုဘယ်လိုဖောက်မလဲပြီးရင်ဘဏ်ကြီးဘယ်လိုချိန်ပြီးပတ်စံပေးမလဲပေါ့နော်အဲဒါလေးပြပြမလို့ပါကာကာအိုတက်စီတွေကိုသွားမယ်ပေါ့နော်download ဆက်တာမရှိရင်တော့ရင် download သွားဆက်ရမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီကကာအိုအခုလိုလေးပေါ်လာရပေါ့နော်အောက်မှာရှိရခြေချက်ဟာကြီးဆိုတာလေးနှိပ်မယ်ဟာကကာအိုတော့အရင်ဖွင့်ထားရမယ်ပေါ့နော်ကကာအိုတော့ရဲရောက်သွားမယ်အဲဒါလို့ဆိုရင်သူရဲ့ policy လေးကျွန်တော်တို့ accept လုပ်ပေးရမယ်ပြီးကျွန်တော်တို့ဒီ asset and continue ကိုသွားမယ်ပေါ့နော်နောက်ပြီးကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုထည့်ရမယ်ကျွန်တော်ဒီထုံးရှင်းစာဆိုတာကိုလောက်ခဲ့တဲ့ line ပေါ့နော်ကျွန်တော် KT Arthur ဆိုတော့ KT Arthur ကိုထည့်မယ်ပြီးကျွန်တော်တို့ငွေနှစ်လရက်ကိုထည့်မယ်ပြီးနာမည်ဖြည့်မယ်နာမည်လည်းဖြည့်ငွေနှစ်လရက်လည်းဖြည့်ပြီးဖုန်းနံပါတ်လည်းဖြည့်ပြီးဆိုလို့စင်တာအုံးကိုသွားမယ်ပေါ့နော်ကျွန်တော်တို့ဒီကောင်ဆိုလို့ရှိရင်အကုန်မှန်ချပေးရမယ်ပြီးရင်တုံးကြီးနေမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဖုန်းနံပါတ်ကိုခဏ6လုံးရောက်လာပေါ့နော်ခဏ6လုံးဖြည့်မယ်ဖြည့်ပြီးကျွန်တော်တို့မေးရပေါ့လေကာကာအို department နဲ့သွားမှာလားကာကာအိုပေးနဲ့သွားမှာလားစင်ညာကတ်နဲ့သွားမှာလားအဲ့လိုမျိုးချိန်လို့ရရပေါ့နော်အရင်တော့ကတော့ကျွန်တော်ကာကာအိုပေးလည်းချိန်လို့ရတယ်အခုကကျွန်တော်မြန်မာကြီးလုံးလို့မရတာဖြစ်တဲ့အတွက်အကောင့်ကိုမလုပ်ဘူးပေါ့နော်နာကျူးငယ်ဟာကီနဲ့သွားမယ်ထားလျန်းကြီး offshore ယူပဲနေမယ်နော်အိမ်လိပ်စာကိုမှတ်ပုံနေခိုင်းနေပေါ့နော်ဒီကောင်မှတ်ပုံမတင်လည်းရပါတယ်ဒီကောင်နာကျူးငယ်ဟာကီနဲ့သွားလိုက်ပါသွားလိုက်တယ်ဆိုလို့ဆိုရင်အခုလိုရောက်လာရေပေါ့နော်အဲဒါဆို home နဲ့ရောက်လာတယ် home နဲ့ရောက်လာဆိုကျွန်တော်တို့ကဒီအောက်မှာကျွန်တော်တို့တက်စီရှိမှာဟိုကျွန်တော်တက်စီကိုသွားမယ်ပေါ့နော်ဒီတက်စီကိုသွားမယ်ကျွန်တော်တို့မြေပုံထောက်တဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့ကိုသွားတဲ့နေရာနဲ့လေတရားထောက်ပေးဖို့လိုပါတယ်ဒီမြေပုံလေးတခြားမထောက်လို့ဆိုရင်တက်စီသမားကြီးလည်းရှားတာမျက်စိလေပေါ့နော်ကျွန်တော်တို့အခုဆိုလို့ဆိုရင်ငါတက်စီခေါ်တော့မယ်ပေါ့နော်ကျွန်တော်တက်စီခေါ်လို့ဆိုရင်ကျွန်တော်ဒီ location ထောက်တာလေးလည်းအရေးကြီးပါတယ်တခါလေးတခြားထောက်မလာလို့ဆိုရင်ကိုရက်နေရနေရနဲ့သူလာတဲ့နေရနဲ့တခါလေးလွဲနေတာရှိရပေါ့နော်အဲ့လိုမဖြစ်အောင်လို့ကျွန်တော်တို့ကဒီဘက်ချမ်းကသွားမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီဦးချဲကူထောက်မယ်ပေါ့နော်အဲ့ဒါကျွန်တော်ဦးချဲကူရစောင့်မယ်မဟုတ်ဘဲနဲ့ဒီဘက်လမ်းရဲ့ဘယ်ကြောဆိုလို့ကျွန်တော်ဒီနေကွာကားလေးရှေ့ဆိုတော့နေကွာနန်းကိုထောက်ပြီးတော့မှခေါ်မယ်ပေါ့နော်ကျွန်တော်ဒီဘက်ကဒီဦးချဲကူရှိရလေးပဲပြပေးပဲပေါ့နော်ဒီကောင်ထောက်တာဦးချဲကူရှိကိုထောက်တာပြီးရင်အော်ဒီလိုကားကိုနှိပ်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီဒူချက်လို့နော်ဘယ်သွားတင်လဲဆိုတာစာရိုက်ဖြည့်လို့ရတယ်အဲ့ဒါတိတ်ပြီးတော့အဆင်မပြေဘူးမတည်ဘူးဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမြေပုံမှာထောက်လိုက်ပေါ့နော်မြေပုံမှာထောက်ပြီးတော့ကိုသွားကျင်တာကကျွန်တော်တို့ဥပမာအများသူကပူတာတော့ဆိုကျွန်တော်တို့ပူတာပြပေးပါနော်ဒါကျွန်တော်တို့ရဲ့ခြေချွန်းလို့နော်ခြေချွန်းရောက်လို့ပဲနှိပ်လိုက်ပေါ့လေလူကြီးမင်းကလူကြီးမင်းသွားတဲ့နေရာပေါ့နော်အလိုမြေပုံမှာရှာပြီးတော့ထောက်လို့ရတယ်မြေပုံရှာတာခက်ခဲဆိုရင်တော့ကျွန်တော်လိပ်စာရိုက်ပြမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ပူတာတော့နဲ့ပြပေးပါမယ်အဲ့ဒါတို့ဒီကောင်နှိပ်လိုက်ပေါ့အဲ့ဒါကျွန်တော်ဒီကောင်ကစတင်ထွက်ခွာမယ့်နေရာပေါ့နော်ဆိုတော့ကျွန်တော်တို့စာတိုက်ရှိဒီကောင်ကဒိုချက်ခါကျတော့ခြေချွန်းရောက်ပေါ့နော်အဲ့ကောင်မှန်ပြန်ကြည့်ပေါ့နော်သူရဲ့တစီခရေစမ်းပေါ့နော်9900လောက်လည်းပြရပေါ့နော်အဲ့ဒါလို့ဆိုရင်ကျွန်တော်ဒီကောင်သွားမယ်ပြီးလို့ဆိုကျွန်တော်တို့ဒီ hot to haki သွားမယ်ပေါ့နော်ကျွန်တော်တို့ကဒီကာကာပေးပညာလုံမထားတာဖြစ်တဲ့အတွက်ကာကာပေးကျွန်တော်လုံမထားတယ်ပေါ့ကျွန်တော်လုံလို့မရဘူးပေါ့နော်အဲ့ကြတော့ကျွန်တော်ဒီဘက်ကိုသွားမယ်ဒီနောက်ကိုသွားလိုက်တယ်ဆိုတော့ကျွန်တော်ဒီမှာဒါမှထားလိုက်ပေါ့နော်ဒါဆိုရင်ဒီကြောက်ကြောက်ချင်းဟာကီရှိရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်တိုင်ကတ်နဲ့ငွေရှင်းတာပေါ့နော်လက်လေးနဲ့ပုံစံလေးပြထားပါတယ်ဒီကြောက်ကြောက်ချင်းပြီးရင်ကျွန်တော်တို့ဒီကြောင်းမျိုးတုံးပြမယ်ပေါ့နော်အကောင့်လေးနှိပ်လိုက်ပြီးလို့ကျွန်တော်တို့တခါဟိုကျူဟာကီထပ်နေမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစီခေါ်ကြီးပေါ့နော်အဲ့ဒါဆိုသူတက်စီသမားလာပြီပေါ့ကွယ်ကျွန်တော်ပြင်းပြချူသူမှာဖြစ်တဲ့အတွက်တက်စီသမားပြင်းပြချူသူလိုက်ပါမယ်ကျွန်တော်တိုင်းမှာလှုပ်ပြဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါလို့ဆိုရင်ကျွန်တော်
ချီဆိုလုပ်မယ်ပေါ့နော်ဖိုးကျူးချီဆိုအကောင်နှိပ်မယ်အဲ့ဆိုကျွန်တော်ချီဆိုလိုက်ပြီပေါ့နော်ခေါ်တာကဒီတိုင်းပဲခေါ်တာပေါ့နော်ကိုအတိတယောက်ကမလုပ်တတ်လို့မို့ကိုကခေါ်ပြီးမှဆိုလို့ရှိရင်လည်းဒီတိုင်းပဲခေါ်ပြီးလို့ရတယ်ပေါ့နော်ဒီအဖတ်ထက်မှနေထားပါတော့အဲ့ဆိုရင်ကျွန်တော်ဒီချူပါနေရာမှာဒီအဖတ်တက်ကိုထဲပြီးရင်တူချက်နေရာမှာလည်းကျွန်တော်တို့တငယ်ချင်းသွားခြင်းနေရာကိုနှိပ်ပေါ့နော်မဟုတ်လို့ကျွန်တော်တို့ဒီမြေဘွားလေးရှာပေါ့နော်တကယ်ချင်းသွားခြင်းတဲ့နေရာကဆော့ဝါတို့ပဲဘူတာပဲထားပါတော့အဲ့ဆိုဘူတာကိုဖြည့်ပေါ့နော်ဒါဖြည့်ပြကျွန်တော်တို့ဒါတို့တူချက်ကိုဒါမှနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဟိုပိုက်ဆံပေးရမယ့်ပမာဏနဲ့ကြာရင်လည်းကြာလာရပေါ့နော်ကြာလာတယ်ဆိုလို့ရှိရင်အဲ့လိုဆိုရင်ကျွန်တော်ဆော့ဝါလိုပဲတော့အဲ့လိုမျိုးနှိပ်လိုက်တယ်ဆိုလို့ရှိရင်တကယ်ချင်းတက်လည်းခေါ်ပြီးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ cancel မယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ cancel လုပ်လို့ရတယ်ပေါ့နော်ဟို cancel လုပ်တာကြတော့လေအားနေကြကတော့သူကဒီ cancel လုပ်ပြီးလို့ဆိုရင်5မိနစ်တွင်ကတော့ပြန်ပြီးဒီ software ကတက်စီတော့ခေါ်လို့မရဘူးပေါ့နော်တကယ်ချင်းပြီးလို့ဆိုရင်တော့ cancel လုပ်ပေါ့နော်ဟိုတိုင်းမဆိုတော့မလုပ်ပါနဲ့တက်စီသမားကြီးလည်းအားနာကြကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်အဆောင်မှာလူကြီးမင်းတို့ပြပြဖြစ်တဲ့တော့ပေါ့နော်တကယ်ချင်းနေခေါ်ရင်တော့ခေါ်ပြီးလို့ရပါတယ်ပိုက်ဆံကိုကျွန်တော်တို့ဒီကတ်နဲ့ကိုယ့်အောင်ကိုပြီးတော့မှရှင်းပေါ့နော်ဟိုကိုသွားမဲ့နေရာကမပြောခက်လို့မပြောတတ်ဘူးဆိုလို့ရှိရင်လည်းပြောကြမလို့ပေါ့နော်ဒီဘက်မှာမြေဖုံးလေးထောက်ပေးထားလိုက်ပြီးတော့ဆိုရင်တိုးဝါးတဲ့နေရာမှမပြန်စစ်ထားပေါ့နော်အဲ့ဒါဆိုလို့ဒီမှာတော့ကြည့်ပြီးတော့လိုက်ပို့ပေးပါတယ်ဟုတ်ကဲ့ပါအားလုံးသိကြပါသည်လောက်ကြည့်ပြီးတော့အဆင်ပြေရှိရဆိုလို့ရှိရင်လည်းအောက်မှာ comment မှန်ထားလို့ရပါတယ်ကျွန်တော်တင်ရတဲ့အခါပြန်ဖြည့်ပေးထားမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ channel လေးကလူကြီးမျိုးတို့အကျိုးရှိရဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်